အခု15ရက်စာပေါင်ချကုတ်လုံးမယ်အဲ့အတွက်ယူဆကူထဲမှာပေါင်ချကုတ်လို့ဖို့အတွက်ပထမဆုံးတော့ဒါကယူဆကူထဲမှာ15ရက်စာရှိရမယ်ဒါပေမဲ့အခုဒီထဲမှာ15ရက်စာမရှိသေးဘူးဆိုတော့ကျမတို့15ရက်စာလုပ်မယ်အဲ့ကိုနှိပ်မယ်ပြီးရင်ဒီမှာ15ရက်ဆိုရလိုက်15ရက်လို့ရေးမယ် price ကတော့15ရက်ကို2000 current တစ်ပိုက်မှာကျတော့ဖုန်းတစ်လုံးကိုပဲပေးမှာဖြစ်တဲ့အတွက်current တစ်ပိုက်ကို1အချိန်ကိုကြာတော့15ရက်ဆိုတော့ဒီမှာ15တွေပါတယ်မရှိသေးဘူး2 week တော့ရှိရတဲ့အတိုင်းပဲသူက15ရက်ဖြစ်နေတာဆိုတော့ custom ကနေရွေးမယ်ဒီမှာဒီကိုရွေးမယ်ဒီမှာ15ဟုတ်ပြီ15ရက်ဖြစ်ပြီး maximum allure rate ကိုကျမတို့တူးထားမယ် maximum download rate တူးထားမယ် time mesh on 5 use ဒါလေးတွေကိုအားလုံးဖွင့်မယ်ဒါကြတော့အောက်မှာရွေးလိုက်ရုံပဲ cloud app 192. စာရှိတဲ့ဖြစ်client disconnected ကိုရွေးမယ်ဒါဆိုကျမတို့ရပါပြီ15ရက်စာအဲ့ဆိုရင်ကျမတို့တေချာပြီဆိုလို့ရှိရင် okay ကိုပေးမယ်အဲ့ဆိုတော့ကျမတို့15ရက်ရပါပြီပြီးရင်ဒါလေးကိုကျမတို့15ရက်စာပေါင်း6လုပ်လို့ရပြီ